ကြည်စံနဲ့လက်တိပဲရာကပုံမြန်တယ်လဲဆိုတာကိုအခုချောင်းထန်ချီကတက်တည်ပြတော့မှာပါသူတို့နှစ်ဦးခုနှစ်လမ်းกว่าမှာပဲဖះเจ้าဆောင်ကတနက်ကိုချက်ချင်းထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတိုနီဂျာကလည်းအပိုင်တိုက်ခိုက်ဖို့ရှေ့ကိုတိုးလာခဲ့ပါတယ်ဖះเจ้าဆောင်ကသူ့တနက်ကိုပြန်သိမ်းလိုက်ပြီးတိုက်ပွဲကိုရပ်ဖို့အော်ဟစ်တာစီးလိုက်တယ်လို့ချောင်းကိုလည်းအခုချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်ချောင်းကတော့ဘာမှမပြောဘဲထွက်ခွာသွားခဲ့ပါတယ်နောက်တနေ့အိမ်ပြန်လမ်းမှာတော့လူတစုကမိန်းကလေးနှစ်ယောက်ကိုလိုက်လံတိုက်ခိုက်ရင်ချောင်းနဲ့ပပင်းတိုးမိပါတော့တဲ့သူတို့ရဲ့ခေါင်းဆောင်ဂျေးကချောင်းတူသားအတွက်ဝယ်လာတဲ့လက်ဆောင်ကိုတောင်မြေကြီးပေါ်ရိုက်ချပစ်လိုက်ပါတယ်ဒီလောက်ရက်ကချောင်းရဲ့ဒေါသကိုအဆုံးစွန်ထိရောက်စေခဲ့ပါပြီနှစ်ဖက်စလုံးပြင်းထန်တဲ့တိုက်ပွဲတွေချက်ချင်းဖြစ်ပွားခဲ့ပြီးချောင်းဟာပက်ကွေ့ကျန်းနဲ့လိပ်ပြတောင်ပန်တိုက်ပွဲတွေလိုကိုခံပညာမျိုးစုံကိုထုတ်သုံးခဲ့ပါတယ်ဒါပေမဲ့သူအရှုံးမပေးသေးတဲ့သူ့ရဲ့အမှတ်အသားဝင်းချုံပညာကိုတော့အသုံးမပြုခဲ့ပါဘူး IB Man ကိုရှုံးနိမ့်ခဲ့တဲ့သူ့နှလုံးသားထဲကအမာရွတ်ဟာဒီနေ့ထိမကျက်သေးလို့ပဲဖြစ်ပါတယ်အဲ့ဒီနောက်ချောင်းကဂျေးစီကိုတန်တန်မတ်မတ်ပြေးဝင်တိုက်ခိုက်တဲ့အချိန်မှာပဲရဲတွေရောက်လာပြီးအားလုံးကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်ဒါပေမဲ့ဩဇာကြီးတဲ့ဂျေးကတော့ရဲစခန်းရောက်ပြီးမကြခင်မှာပဲရဲချုပ်ရဲ့အမိန့်နဲ့လွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီခေတ်ကဟောင်ကောင်မှာတော့အင်အားအကြီးဆုံးသူကသာအရာရာကိုဆုံးဖြတ်နိုင်တာပါနောက်ဆုံးမှာတော့ချောင်းတယောက်ထဲသာရဲစခန်းမှာကြံရစ်ခဲ့ပါတယ်တကောင်ရံအချိန်မှာအိမ်ပြန်ရောက်ခဲ့တဲ့ချောင်းဟာသူ့သားရဲ့စာအုပ်တွေကိုတင်ဆက်ရင်းကတင်အောက်မှာဝတ်ထားတဲ့သတင်းစာဟောင်းတွေကိုတွေ့သွားပါတယ်အဲ့ဒီသတင်းစာတွေထဲမှာသူဟောင်ကောင်ကိုစရောက်တုန်းကကိုခံပညာသင်တန်းကျောင်းအားလုံးကိုအနိုင်ယူပြီးဝင်းချွန်းကျောင်းကိုတီထောင်ခဲ့တဲ့သူ့ရဲ့ကုံရောင်ပြောင်းခဲ့တဲ့အတိတ်တွေကိုပြန်မြင်အောင်နေမိပါတယ်အတိတ်ကိုပြန်တွေးရင်းထိုင်ကုန်ပေါ်မှာတင်အိပ်ပျော်သွားခဲ့တဲ့ချောင်းထန်ချီအိမ်မောကျနေတဲ့အချိန်မှာပဲအဆောက်အဦထဲကိုမိပလင်းတွေရုတ်တရက်ပြစ်သွင်းခြင်းခံလိုက်ရပါတော့တယ်